ဘလို့ပဲနေလူတွေကတော့ဝေဖန်နေကြမှာပဲအထူးသဖြင့်အမျိုးသမီးတွေကြုံရတယ်ကို live time လေးကိုအေးစင်းနေနေတဲ့အချိန်မှာဟဲ့လေ့ကျင့်ခန်းလေးလုံးလေ weight တွေတက်လာပြီနဲ့တူတယ်ကိုကို view site အောင် okay ကိုကို view site တယ်လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့အချိန်ကျရင်over ကြီးကွာအဲ့လောက်ကြီးမလိုပါဘူးလို့ပြောတဲ့သူတွေရှိတယ်ကဲ weight မချဘူးဆိုတလောက်လေ့ကျင့်ခန်းတွေလို့အစားရှော့အောင် weight မချဘူးလားဘာများဖြစ်နေလို့လဲ weight တွေကျသွားပြန်ရင်လေဟာ weight တွေအရန်ကျသွားအရန်ပိန်သွားတယ်နော်နေရောကောင်းရဲ့လားကျမကြီးလည်းစစ်ကြည့်အောင်ဒီလိုပြဿနာတွေကလူတွေကလှက်ခနဲ့ပြောလိုက်တယ်ပြီးရင်ထွက်သွားတယ်ဒါပေမဲ့အဲ့စကလုံးကိုနားထောင်လာတဲ့သူကဒီလုတ်ပြီးကြံခဲ့တာအဲ့စကလုံးနေနဲ့ labor attack ခံရသူအများစုရှေ့မဆက်နိုင်ပဲရပ်သွားတာများအထူးဖြင့်အမျိုးသမီးတွေအဲ့တော့ဒီဗီဒီယိုမှာကျွန်တော်ပေးချင်တဲ့ message ကကိုဘလို့ပဲနေဘလောက်ပဲကြိုးစားဘလောက်ပဲကောင်းအောင်နေလူတွေမှာကိုယ်နဲ့ပတ်သက်ပြီးဝေဖန်စရာတွေရှိနေတယ်အဲ့ဒီအရာတွေကျွန်တော်ခေါင်းထဲထည့်ဖို့မလိုဘူးကျွန်တော်တို့ရဲ့ဖြစ်တည်မှုကျွန်တော်တို့သိမယ်ကျွန်တော်တို့သွားခြင်းနဲ့ပန်းနိုင်ကျွန်တော်တို့သတ်မှတ်မယ်ဆိုရင်ဟုတ်ကွာတစ်လောက်တစ်ပေါင်ကြောက်အောင်လုပ်မယ်နှစ်ပေါင်ကြောက်အောင်လုပ် right ပုံမှန်လေးပဲသွားလူတွေပြောချင်တာပြောနေပါစေရလက်နဲ့တက်တည်ပြမယ်စကလုံးနေနဲ့ဒီ process ကြီးကိုအနှောက်အယှက်မခံအောင်အမျိုးသမီးအများစုကပတ်ဝန်းကျင်ရဲ့ labor တက်တာခံလိုက်ရင်ရပ်သွားတတ်ကြတယ်တွေးစရာတစ်ခုရရင် yes လို့မှတ်ပေးပါကျွန်တော်ခုနိုင်ဦးပါကျေးဇူးတင်ပါတယ်